အတွက်ဆုံးဖြတ်မထားတော့ပဲနဲ့တဲပဲသွားပြီးလုံးဝဆုံးဖြတ်လိုက်တဲ့နေရာတွေကြားထဲမှာပဲအခုဆိုတော့ပြန်ပြီးတော့ဒီဘက်ကနောက်ဆုံး gamer တွေမိတာကောင်းမလွန်နေခဲ့လို့ပြောရင်းနဲ့မှာ hype တွေနေရှိနေခဲ့ hybrid ရှိနေပဲ point ဘက်ကိုလောမနေဒီမှာထပ်ပြီးဆလာနေခဲ့ပြီး CO2 မှာထပ်ပြီးတော့ buy ဒီမှာတရားကိုပြန်ပြီးကေခွင့်တွေမှာရနေသေးလို့ဆိုရင်တရားကိုလည်းတဲပဲတက်ပြီးပြစ်ချပေးနေခဲ့ပြီးနောက်ထပ်ကားတွေမှာပြေးပြီးတော့ time လာနေခဲ့ပြီး euro တွေမှာပျောက်ဆုံးသွားနေမှာကားနဲ့ drive through တွေ drive by တွေ YB ဖြစ်နေပြီး240နေနေရစဒီဘက်တရားတွေအကုန်လုံး YB ပြပြီးပြစ်ချပေးနေခဲ့ပြီး GFS ဘက်ကလည်းချူပြီးတော့ထပ်ပြီးတော့ live ဝင်လာနေခဲ့တယ်လို့ဖယ်လာတော့တက်ကကျွန်တော်ဒီ240ရောကြားမှာပျောက်ဆုံးသွားရပဲပြောရမယ် hype တွေနဲ့ဆိုလည်းဒီဘက်မှာကျွန်တော် time diamond တယောက်ကိုမပြန်ပြီး knock ပေးလာနေတယ် hype တွေအဝေးဘက်ကနေမပြန်ပြီးလက်ပြီးထောက်နေခဲ့တယ်နေထားတခု time ပြန်ပြီးလောဆယ် position ကိုလုံးဆက်ပြီးရွှေ့နေခဲ့တယ် high ground တွေဘက်မှာဆိုတော့ကျွန်တော် snooker နဲ့ထပ်ပြီးရှိနေခဲ့တယ် KE တွေလည်း paper channel မှာပြန်ပြီးထိန်းနေခဲ့ကြတော့မယ် YG position တခုကိုပြန်ပြီးခွဲပြီးရွှေ့ဖို့တက်လောက်နေကြရင်းနဲ့မှာဘယ်ဘက်ဘယ်ဒေသဘယ်နေရာဘက်ကိုကိုလုံးဆက်ပြီးရွှေ့ဖို့တက်ပြီးပြင်ဆင်နေကြတယ်ဆိုတာမှာကျွန်တော်ထပ်မှန်ပြီးကြည့်ရမယ်ဗျာပြီးတော့ဘသူဘယ်လောက်ကြီးကောင်းနေပဲပြောနေရာတွေအကုန်လုံးကတော့တေချာလေးသူတို့အကောင်းဆုံးတွေဆက်ပြီးရွှေ့နေကြရင်းနဲ့မှာတော့ဘီဘက်ဘယ်ဘက် channel မှာ